ကဲအားလုံးကကျွန်တော်တို့နေ့တိုင်းသုံးနေတဲ့မီးပိုချောင်ကပစ္စည်းလေးတစ်ခုရဲ့အထဲမှာတိတ်တဆိတ်လဲပတ်နေတဲ့အင်မတန်စိတ်ဝင်စားဖို့ကောင်းတဲ့သိပ္ပံနဲ့အင်ဂျင်နီယာရာပညာရပ်တွေကိုဒီနေ့အတူတူဝင်ရောက်ဖို့ထုတ်ကြည့်လိုက်ကြရအောင်တကယ်ကိုအန်တီယောဆရာနေပြည့်နေတာနော်ဒီနေ့လေးလာမယ့်အပိုင်း၄ပိုင်းကတော့ microwave mixet ပြီးတော့ magnetron အဖူပေးခြင်း theory နောက်ဆုံးညီရဲ့အဖူမရောက်တဲ့နေရာလေးအကြောင်းပဲဖြစ်ပါရဲ့ကဲပထမဆုံးအပိုင်းတဲ့အနေနဲ့ microwave အကြောင်း mixet နဲ့မီးပိုချောင်တွေကအယူအဆမားလေးတွေကိုစပြီးကြည့်လိုက်ကြရအောင်တကယ်တော့လေ microwave ဆိုတာဘာမှရုပ်ဝက်စမ်းကြံနေတဲ့အရာကြီးမဟုတ်ပါဘူးသူကတကယ်ကိုရုပ်ပိုင်းဆိုင်ရာစွမ်းအင်ပုံစံတစ်ခုပါဒီစွမ်းရည် line လေးတွေကအနည်းရောင်ချီနဲ့ radio line လေးကြားမှာရှိနေတာပေါ့ line ထိပ်တစ်ခုနဲ့တစ်ခုကြားအကွာအဝေးက12 cm လောက်ပဲရှိပါတယ်စိတ်ဝင်စားစရာကောင်းတာကဒီအရွယ်စားဟာအစားအစာတွေထဲမှာပါတဲ့ရေ molecule တွေကနေအလွယ်တကူစုပ်ယူနိုင်ဖို့အတွက်ကွက်တိဖြစ်နေတဲ့အရွယ်စားမျိုးဖြစ်နေတာပါပဲဆိုတော့ဒီနေရာမှာချက်ချင်းဖြစ်ရှိရမယ့်မိကုံကြီးတစ်ခုထွက်လာပါတယ်။နှစ်တွေသာကြာလာတယ်။လူကြီးတွေစီကနေမကြာခဏကြားနေရတဲ့သတိဖေးချက်တစ်ခုရှိတယ်လေ။ဟုတ်ပါတယ်။ microwave တွေကကင်ဆာရောဂါကိုဖြစ်စေနိုင်သလားဆိုတဲ့မိကုံပါတယ်။ဒါကိုအရင်ဆုံးရှင်းဖို့လိုလာပြီပေါ့။ရှင်းလေးပါပဲ။ခရမ်းလုံးရောင်ကြီးတို့ X-ray တို့လိုစွမ်းအားအရန်ပြင်းတဲ့အလိုင်းတွေကဒါကင်ဆာကိုဖြစ်စေနိုင်တာပါ။ microwave photon ဒီမှာတော့အဲ့ဒီလောက်ထိကင်ဆာဖြစ်စေနိုင်တဲ့စွမ်းအင်အလွန်လောက်လုံးဝကိုမရှိပါဘူး။ဒါကြောင့်ဒီချက်နှစ်တင်ဟိုရင်ကအယူအဆမားကြီးကိုအပီးတိုင်ခြေပြတ်လိုက်လို့ရသွားပြီပေါ့။ကဲဆက်သွားရအောင်။အပိုင်းနဲ့အနေနဲ့ဘိုးအမြင့်နှလုံးသားလို့တင်စားရမယ် magnetron ကြောင်းပါ။အစားအစာတွေကိုအပူပေးရဲ့ဒီဘေကင်းလိုင်းလေးတွေကိုဘယ်ကနေထုတ်ပေးလဲဆိုရင် magnetron ကနေထုတ်ပေးတာပါ။သူကနာမည်သာနားထောင်လို့ကောင်းတာအသွင်ပြောင်းဆက်ရုပ်ကြီးတော့မဟုတ်ပါဘူး။ဘိုးအမြင့်မော်ဒယ်တစ်ခုပါပဲ။ရှက်စစ်တဲ့အားရအသောစခရီးစဉ်ကိုလိုက်ကြည့်မယ်ဆိုရင်လေအိမ်ကနံရံမှာရှိတဲ့ပုံမှန်190ဘိုးလျက်စစ်အားကို4000ဘိုးထိအရင်မြင့်တင်လိုက်ပါတယ်။အဲ့ဒီဘိုးအားမြင့်ကမှအလဲဘဟိုးမှာရှိတဲ့ကျိုးမြင်လေးကိုအပူပေးပြီးတော့ပိုလျန်နေတဲ့စွမ်းရည်တွေကို electron တွေအဖြစ်ထုတ်လွှတ်လိုက်တာပါ။အဲ့နောက်မှာတော့ဆက်ဝိုင်းပုံတန်လိုက်ကနေအဲ့ဒီပြန်တန်းနေတဲ့ electron တွေကိုကွင်းဆက်တစ်ခုအနေနဲ့ကွင်းညွတ်သွားအောင်လုပ်လိုက်တာပါပဲ။စစ်ကူးထဲမှာမြင်ကြည့်လိုက်နော်ဒီလိုကွင်းဆက်လေးလဲပတ်နေတဲ့ electron တွေဟာအနုတာမီနယ်တွေကြားကအပေါက်လေးတွေကိုအဆက်မပြတ်ဖြတ်တန်းပြန်တန်းသွားတဲ့အခါmicrowave line တွေထွက်လာပါတယ်။ဘာနေသွားတူလဲဆိုတော့ကျွန်တော်တို့ fan blink အဝါကိုလိမ်မို့လိုက်တဲ့အခါအတန်းထွက်လာတာမျိုးနဲ့အတော်လေးကိုဆင်တူတာပါ။အဲ့ဒီလို magnetron ကနေအင်ဒီနာကတဆင်အသက်ဆက်ဖန်တီးလိုက်တဲ့ line တွေကိုထုတ်လွှင့်လိုက်တာနဲ့ဒီ line တွေဟာတက်ထွတ် data လေးရဲ့မှာပုံစံအမျိုးမျိုးနဲ့ဟိုဘက်ဒီဘက်လိုက်ခတ်ပြီးပြစ်မှတ်ကိုထိမှန်ဟိုစောင့်ဆိုင်နေကြပါတော့တယ်။တကယ့်ကိုစနစ်ကျတဲ့လုပ်ငန်းစဉ်ကြီးတစ်ခုပါပဲ။ Okay အပိုင်း3ရောက်လာပါပြီ။အပူပေးခြင်း theory အထူးသဖြင့် molecule အဆင့်မှာဘယ်လိုပို့တိုက်မှုတွေဖြစ်လဲဆိုတာကြည့်အောင်ခုနကဟိုဘက်ဒီဘက်ရိုက်ခတ်နေတဲ့ line တွေကအေးခန်းနေတဲ့အစားအစာတွေနဲ့တွေ့တဲ့အခါဘယ်လိုတုံ့ပြန်မလဲဆိုတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ရေရက်ပါဝင်မှုများတဲ့အစားအစာတွေကပိုပြီးအလွယ်တကူပူလာတတ်တာတတိထားမိကြလား။ဘာလို့လဲဆိုတော့ရေ molecule တွေက polar molecule တွေဖြစ်နေလို့ပါပဲ။အလွယ်ပြောရရင်သူတို့ကအပေါင်းစွမ်းနဲ့အနှုံးစွမ်းပါဝေတဲ့တန်လိုင်းလေးတွေလို့ပြုမှုနေကြတာပေါ့။ဒီ microwave တွေက line တွေဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့အပေါင်းနဲ့အနှုတ်စက်ကွင်းတွေကငြိမ်မနေပါဘူး။အမြဲတမ်းရွေ့လျားပြောင်းလဲနေပါတယ်။ဘယ်လောက်တော့မြန်တယ်လဲဆိုရင်စဉ်းစားစာကြည့်ပါ။တစ်စက္ကန့်တည်းမှတင်အချိန်ရင်ညာတက်မှာဘီလီယံလောက်အထိအပြောင်းလဲဖြစ်နေတာပါ။မယုံနိုင်စရာပဲနော်။အဲ့ဒီလိုအလွန်မြန်ဆန်စွာပြောင်းလဲနေတဲ့စက်ကွင်းတွေနဲ့အဝင်ခွင်ကြဖြစ်အောင်လို့ခုနကရေမော်လီကျူဆန်လိုက်သေးသေးလေးတွေကအပြင်းထန်ကိုလိုက်ပြီးစူးစမ်းရတော့တာပေါ့။အဲ့ဒီလိုလိုက်လို့တဲ့အခါသူတို့တွေပြင်းပြင်းထန်ထန်ကိုတုံခါလာပါတယ်။အဲ့ဒီတုံခါမှုကနေတဆင့်ကြီးမားတဲ့ပွက်တိုက်ပေါင်းတွေဖြစ်ပေါ်လာပြီးနောက်ဆုံးမှာတော့အပူအဖြစ်ပြောင်းလဲသွားတာပါပဲရိုးရိုးလေးနဲ့အံ့သိုးစရာကောင်းတယ်မဟုတ်လားအခုနောက်ဆုံးအပိုင်း၄ဖြစ်တဲ့အပူမရောက်တဲ့နေရာတွေကိုဘယ်လိုဖြေရှင်းမလဲဆိုတဲ့ပဟိတိကိုအဖြေရှာကြည့်ကြအောင်ပြင်းထန်တဲ့ပွက်တိုက်မှုကြောင့်အပူဖြစ်လာတယ်ဆိုတာကိုတော့ကျွန်တော်တို့သဘောပေါက်သွားတော့ပါပြီဒါပေမဲ့ခဏခဏကြုံဘူးကြမှာပါမိုက်ခရိုဝေ့ဖ်ထဲချက်လိုက်ပေမဲ့တချို့နေရာတွေမှာအေးဆက်ကြံနေသေးတာမျိုးလीအမှန်တော့ဒီလိုမြန်မြန်ဆန်ဆန်ပူလာရတဲ့အကြောင်းရင်းက line တွေဟာအစားအစာရင်အစေပိုင်းတိုင်းကိုတကြိုင်နဲ့ထိုးဖောက်ဖြစ်တန်းသွားလို့ပါကျွန်တော်တို့ပုံမှန်တဲအိုးနဲ့ချက်ပြုတ်သလိုမျိုးအိုးနဲ့အစားအစာထီတွေမှာအပူကူးဆက်တဲ့နီးကွေးရဲ့ချစ်စင်မျိုးမဟုတ်ပါဘူးသူကအပြင်ရောအတွင်းမှာတပြိုင်နက်တည်းအပူပေးလိုက်တာပါဒါပေမဲ့ line တွေရဲ့တဘာဝတွေကရှုံလွှဲလို့မရတဲ့အားနည်းချက်တစ်ခုရှိနေပြန်ပါတယ်အပေါင်းဝဲနဲ့အနုပ်ဘတ်တို့ဖိမှတ်တစ်ခုထဲမှာသွားဆုံပြီးအခါတစ်ခုနဲ့တစ်ခုခြေဖြတ်ပြလိုက်ကြပါတယ်ရက်စရာကောင်းတာကတဲ့အပူအပေါင်းအနုတ်တဲ့အပူလုတ်လိုက်တော့ရက်လက်ကသူညာအပူဖြစ်သွားတာပါပဲအဲ့လို line တွေအစင်းချင်းခြေဖြတ်သွားတဲ့နေရာတွေမှာအပူမရတော့ပဲအီဆက်ဆက်ဖြစ်လေတော့တာပေါ့
ဒီလိုစိတ်ပျက်စရာကောင်းတဲ့အပူမရောက်တဲ့နေရာတွေကိုဖြည့်ရှင်းဖို့အတွက်ကစ်တဲ့အင်ဂျင်နီယာပညာကအမတန်ရိုးရှင်းပြီးမိုက်တဲ့ဖြည့်တစ်ခုကိုပေးခဲ့ပါတယ်။အဲ့ဒါကတော့အစားအစာတွေကိုအကောင်းဆုံးအပူပေးနိုင်တဲ့လမ်းကြောင်းတွေစီအမြဲတမ်းရွေးလျာပေးနေမဲ့လေပန်းတစ်ခုကိုတက်ဆင်လိုက်တာပါပဲ။အဲ့ဒါကြောင့်မလို့အစားအစာအလုံးညီညီမျှမျှပူလာတာဖြစ်ပါတယ်။ ကွင်းဆက်လဲပတ်နေတဲ့ electron တွေကနေစပြီးလိုင်းတွေအချင်းချင်းခြေဖြတ်တဲ့အထိဒီစက်ပစ္စည်းလေးဟာကျွန်တော်တို့ရဲ့ညစာကို2မိနစ်အတွင်းစားပေါ်ပြီးရောက်လာစေဖို့အတွက်အမခန့်များပြားလာရဲ့သိပ္ပံနဲ့ engineer ရပညာရပ်တွေကိုအားကိုးထားရပါတယ်။ကဲဒီချက်တွေအားလုံးကိုတီးသွားပြီးတဲ့နောက်မှာတော့မိဖို့ကြောင့်ကစားပွဲခုံပေါ်မှာရှိတဲ့ microwave လေးကိုအရင်ကလို့ရိုးရိုးရှင်းရှင်းပစ္စည်းတစ်ခုအနေနဲ့ပြန်ကြည့်နိုင်ပါဦးမလားဆိုတာစဉ်းစားစရာပါပဲနော်။ဒီရှင်းနေချက်လေးကနေအားလုံးအတွက်စိတ်ဝင်စားစရာအသိပညာတွေရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်